share လုပ်ပြီးတော့မယ်အကြောင်းအရာကကြတော့ business လုပ်ငန်းခွင်တွေမှာသုံးတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနှစ်ခုကဘာလဲဆိုတော့ shortage しましたနဲ့ cash 困りましたဆိုတဲ့စကားလုံးဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုစလုံးကတော့များသောအားဖြင့်ဒီလုပ်ငန်းခွင်တွေမှာသုံးတဲ့စကားလုံးဖြစ်တဲ့ဆိုပေမဲ့နည်းနည်းလေးအဓိပ္ပာယ်ကကွာခြားမှုရှိတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ shortage しましたဆိုတာကဘလို့နေရာမျိုးတွေမှာသုံးတယ်ဆိုရင်သူကဒီများသောအားဖြင့်တော့ဒီလုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ mail တွေပေါ့နော်ဒီ business email တွေနောက်တစ်ခုကကျတော့ဒီအထက်လူကြီးနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာသုံးတယ်ပြီးတော့ကျတော့ဒီပေါ့နော်ဒီ customer နဲ့သုံးဒီပေါ့နော်အပြောဆိုလုပ်တဲ့အခါမှာဆိုရင်လည်းပဲ shortage しましたကိုသုံးတယ်ပေါ့နော်ဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကဘယ်လိုမျိုးလဲဆိုတော့ shortage しましたလို့ပြောလိုက်ပြီးဆိုရင်わかりました理解しましたဆိုတော့နားလဲပါပြီဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တယ်ပေါ့နော်ဆိုတော့တစ်ဖက်လူကနေပြီးတော့ကိုပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုဘက်ကနေပြီးတော့နားလဲလက်ခံပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအနေနဲ့သုံးတာပေါ့နော်ဥပမာဆိုရင်ဒီကိုရဲ့ Josh ပေါ့နော်အထက်လူကြီးကနေပြီးတော့ဒီကိစ္စလေးမင်းလုပ်ထားလိုက်ဒီ report ရေးထားလိုက်အဲ့လိုမျိုးပြောရဆိုရင်shortage しました今日します今日書きます今日提出しますပေါ့နော်ဒီနားလဲပါပြီဒီနေ့ဒီ report ကိုပြန်ပြီးတော့တင်ပါမယ်အကြောင်းကြားပါမယ်ဆိုတဲ့သဘောမျိုးအနေနဲ့သုံးတယ်ပေါ့နော်ဆိုတော့သူကကြတော့ဒီများသောဖြင့်ဒီလုပ်ငန်းခွင်တွေမှာ business email တွေမှာသုံးတာများတယ်ပေါ့နော်အဲ့ဒါမှထပ်ပြီးပို့ပြီးတော့အရှင်းချင်းနေဆိုရင်တော့ shortage いたしましたဆိုပြီးကိုနှိမ့်ချပြီးတော့ပေါ့နော်ဒီနားလဲပါပြီဆိုတဲ့သဘောမျိုးအနေနဲ့သုံးတဲ့အခါမျိုးတွေလည်းပဲရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ shortage しましたနောက်တစ်ခုကကြတော့かしこまりましたかしこまりましたကကြတော့ဘလို့အဓိပ္ပာယ်မျိုးလဲဆိုတော့သူလည်းပဲ short しましたနဲ့အတူတူပဲပေါ့နော်ဒါပေမဲ့သူကပို့ပြီးတော့ကိုနှိမ့်ချပြီးတော့ပြောတဲ့တစ်ဖက်လူကိုမြင့်တင်ပြီးတော့ပြောတဲ့အခါမျိုးတွေမှာဆိုရင်かしこまりましたကိုသုံးတယ်ဥပမာဆိုရင်ဒီဂျပန်လိုပြောမှဆိုရင်တော့ဒီ進んで受けたまわりましたဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒီတစ်ဖက်လူကိုပို့ပြီးတော့ယုံကြည်လေးစားစွာဖြင့်နားလေလက်ခံပါပြီဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောတာပေါ့နော်ဆိုတော့သူကဒီများသောဖြင့်ကကြတော့ဒီ customer service ပေးတဲ့အခါမျိုးတွေမှာသုံးတယ် restaurant တွေမှာသုံးတယ် hotel တွေမှာသုံးတယ်ဒီများသောဖြင့်ပေါ့နော်ဒီ department store တွေမှာပေါ့နော်ဒီ customer ကဈေးသွားဝယ်တဲ့အခါမျိုးတွေမှာဆိုရင်ဒီ site လေးကျွန်တော်နဲ့အဆင်ပြေတော့ပေါ့နော်ဒီ site ကြီးတာလေးလဲပေးလို့ရမလားအဲ့လိုမျိုးဆိုရင်かしこまりましたすぐお持ちしますဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဆိုတော့ဒီဝန်ထမ်းနေပြီးမှ customer ကို service ပေးတဲ့အခါမျိုးတွေမှာဆိုရင်かしこまりましたဆိုပြီးတော့မှကိုနှိမ့်ချပြီးတော့တစ်ဖက်လူကိုမြင့်တင်ပြီးတော့ပြောတဲ့အခါမျိုးတွေမှာဆိုရင်かしこまりましたဆိုတဲ့စကားလုံးကိုသုံးတယ်ပေါ့နော်ဆိုတော့အဲ့ဒီနှစ်ခုစလုံးကတော့အဓိပ္ပာယ်ကတော့ဒီရေဘောအဖြစ်အကြမ်းမြအဖြစ်ကတော့အတူတူပါပဲဒါပေမဲ့နည်းနည်းလေးပေါ့နော်သုံးတဲ့နေရာပေါ်ဒီသုံးတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့မှနည်းနည်းလေးအနည်းငယ်လေးကွာခြားမှုရှိတယ်ပေါ့နော်ဆိုတော့ဒီအားလုံးပဲဒီ shortage しましたနဲ့かしこまりましたကိုပေါ့နော်သူတို့ရဲ့ဒီကိုယ်ပြတဲ့အဓိပ္ပာယ်ကိုသိပြီးတော့မှပေါ့နော်ဒီအခြေအနေပေါ်မူတည်ပြီးတော့သုံးဖို့အတွက်သုံးနိုင်ဖို့အတွက်ဒီနေ့ဒီဗီဒီယိုလေးကို share လုပ်လိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye